ညနာမှာပေါ့ဘုံနဲ့မပြေနိုင်တဲ့နိနန္ဒသုံးကိုပြောပြမယ်နော်ဗုဒ္ဓဟူတောက်ကြနဲ့နင်းကနေတွေပဲဖြစ်ပါတယ်နေ့သားလေးတွေကကျတော့စကားပြောတဲ့နေရာမှာကျွမ်းကျင်လိမ့်ပါတယ်ဒါပေမဲ့သူတို့ကစိတ်ရင်းကောင်းတာစိတ်ရင်းဖြူတာဖြစ်တဲ့အတွက်သူတို့စိတ်ရင်းနဲ့မဟုတ်ပဲတခုခုကိုအခြေအနေတစ်ခုကြောင့်ဖုံးကွယ်ရမယ်ဆိုလို့ရှိရင်ညနာကအမှုကြဘယ်လိုမှထိန်းလို့မရတာဖြစ်တဲ့အတွက်တစ်ဖက်လူကလွယ်လွယ်လေးအကဲခံလို့ရတာဗုဒ္ဓဟူသားသမီးတွေအားနေချက်ပေါ့တောက်ကြကကြတော့တခုခုဆိုရင်မှုသားသုံးရတာကိုမကြိုက်ဘူးသူတို့ကစိတ်လှုပ်ရှားလွယ်တဲ့နိနံဖြစ်တဲ့အတွက်ညနာမှာမဖုံးနိုင်မဖိနိုင်ဖြစ်နေတတ်တယ်တောက်ကြ100မှာ80%လောက်တော့မှန်ပါတယ်တနင်္ဂနွေသားသမီးတွေကကျတော့ရိုးသားပွင့်လင်းတယ်စိတ်ကလည်းရှင်းရှင်းပွင့်ပွင့်ပြောရင်ပြတ်တဲ့လူမျိုးဖြစ်တဲ့အတွက်တခုခုကိုဖုံးကွယ်ရတော့မယ်ဆိုရင်သူ့ရှင်ထဲမှာစိတ်မကောင်းဘူးတပတ်လူကိုငါဘာကြောင့်ဖြစ်ဖြစ်မှုသားပြောရမယ်ဆိုတာမျိုးဥမာအဲ့ဒီလူရဲ့အကျိုးစီးပွားအတွက်ပေါ့ကောင်းမှုအတွက်သူရမှုသားဖြစ်နေရင်တော့သူ့ရှင်ထဲမှာနေလို့မကောင်းဒါကတော့တနင်္ဂနွေသားသမီးတွေရဲ့စိတ်နေသဘောထားပါမဖြစ်မနေအခြေအနေမှာမတက်တာလို့ဒီနိနန္ဒသုံးကတင်တို့ကိုအဖြူရမှုသားသုံးရတယ်ဆိုလို့ရှိရင်တော့တင်တို့အကျိုးစီးပွားအထိခိုက်ဖို့ပဲဖြစ်ပါလိမ့်မယ်မိတ်ဆွေကောင်အိမ်အောင်ဘက်ကောင်ဖြစ်နိုင်တဲ့နိနန္ဒတွေပါဘာဖြစ်လို့တို့မဖုံးမိနိုင်တာလဲဆိုတော့တို့ရဲ့စိတ်ရင်းကိုယူသားတဲ့အခန်းရှိနေလို့ပါကျွန်မပြောခဲ့တဲ့အထဲမှာဘယ်နဲ့ချက်လောက်မှန်လဲဆိုတာကိုမမရေးပေးခဲ့ပါအောင်ရှင်